မင်္ဂလာပါခင်ဗျာကြောက်တန်းရှာနေကနေထိုးဆိုပါတယ်ကြောက်တန်းရှာနေရဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့သတင်းထူးသတင်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင့်မျှော်အပေးနောက်ထောင်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာစစ်တပ်နဲ့ဘာမှမဆိုင်ဘူးနော်အဲ့ဒါတွေအားလုံးကတော့ပြုလုပ်မှုတိုင်းမှာတံမြန်တက်ရောက်မှုတွေရှိကြတော့ဆိုတော့ကျွန်တော်နှခမ်းမွေးလို့ဘာလို့ဆိုတာအခုမှမဟုတ်ဘူးလေဟိုရင်ထဲကစောင့်ကြည့်နေတာဟိုရင်တော့ကလည်းထိုင်းမှာဗျာခင်ဗျားတို့ကိုယ်တိုင်ဝင်ခံရမယ့်ကိစ္စရှိတယ်ထိုင်းမှာအမြင်မတူလို့ရှိရင်မြန်မာပြည်သားချင်းဒါဘယ်လိုခေါ်မလဲတော်လိုင်းရေးမဟုတ်ဘူးဆိုလို့ရှိရင်အနိုင်ကျင့်တာတွေချင်းချောက်တာတွေရှိတယ်ဒီချိန်ထဲကနေနှခမ်းမွေးတော့ထိုင်ကြည့်နေတာဖြစ်တယ်နှခမ်းမွေးတော့အလကားထားလာတာမဟုတ်ဘူးဟိုရင်ကတည်းကဒါကိုသူတို့စောင့်ကြည့်နေတာဖြစ်တယ်အဲ့တော့အထိုင်းမှာကောင်လေးတွေရိုက်ခံရတယ်နှခမ်းမွေးတို့မြင်တယ်ဘာမှမပြောနှခမ်းမွေးတို့စောင့်ကြည့်နေတယ်နော်ချို့နိုင်ငံကြီးအမြင်မတူဘူးဝိုင်းပြီးတော့နိုင်ကျင့်ခံရတယ်အဲ့ဒါကိုလည်းစောင့်ကြည့်နေတယ်လမ်းတွေမှာမြန်မာပြည်သားချင်းတွေညာဖြစ်တယ်နှခမ်းမွေးတို့စောင့်ကြည့်နေတယ်အဲ့ဒါတွေအားလုံးဟာကျွန်တော်တို့လည်းဝိုင်းပြီးတော့អော်ခဲ့တယ်អော်ခဲ့သည့်တယောက်လည်းဘယ်လိုခေါ်မလဲကျွန်တော်တို့တွေပေါ့နော်ဟို online ပေါ်ဝိုင်းអော်ခဲ့သည့်တယောက်လည်းပြည်တယ်သွားကြပြီအခုအဲ့ဒါတွေတိတ်မရှိတော့ကျွန်တော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ထိုင်းကထောက်ပို့တွေပေါ့နော်ကျွန်တော်တော်လိုင်းသမားတွေနဲ့တွေ့တဲ့ခါတိုင်းကျွန်တော်ချီးမွမ်းစကားပြောပါတယ်ခင်ဗျားတို့တော်လိုင်းရေးကိုကျွန်တော်ဟိုရင်တော့ဝေဖန်ခဲ့တယ်ဆိုတာကတော်လိုင်းရေးကိုဝေဖန်ချင်တာထက်ငါနဲ့မတူငါရန်သူဘာသာကိုဝေဖန်တာကိုနဲ့အမြင်မတူတာနဲ့ရိုက်တာပုတ်တာတွေသိရမလားဖဲချင်တာတွေဒါတွေကိုကျွန်တော်တို့ဝေဖန်တယ်ဒါပေမဲ့ဒါတွေမရှိတော့တဲ့အတွက်ကြောင့်မို့လို့တော်လိုင်းရေးနဲ့ကျွန်တော်နဲ့ပြဿနာအောင်သိမရှိတော့ဘာကြောင့်ကိုရင်းနဲ့မဆိုင်ဘူးလေဒါသူတို့မကျင်တော့သူတို့တော်လာသူတို့ခွင့်ရဖြစ်တယ်ဒါပေမဲ့အဲ့ဒီချိန်တွေကနှခမ်းမွေးတော့စောင့်ကြည့်နေတာဖြစ်တယ်အဲ့တော့မြန်မာပြည်သားတွေပေါ်မှာအဲ့တဲ့အထင်မြင်သေးနေတာရှိတယ်လေအခုချိန်မှာတော့ဒါအဲ့တုန်းကဖြစ်လာတဲ့မီးတောက်တွေကလည်းအခုစလာတယ်ဖြစ်တယ်လို့ကျွန်တော်သုံးသပ်တယ်ဗျာသိလားလိုင်းကြလားမကြပါဘူးနော်မှန်တရားကိုချပြနေလေတဲ့နော်မင်္ဂလာညနေခင်းပါတဲ့ဟုတ်ကဲ့ပါမင်္ဂလာညနေခင်းပါနော်အာနာမသိငင်ကဆိုတဲ့တိုင်းရင်းသားတွေမရှိသလောက်ရှားနေပြီအခုတော့အင်အားကြီးထွားလာပြီတိုင်းသားလက်နက်ကိုင်နော်ပုံပေါင်းလေးစားနေပါပြီကျေးဇူးများတင်ပါတယ်ဒီနိုင်ငံငြိမ်းချမ်းမှုမျှော်လင့်ချက်ရှိသလားဗျာဆိုတဲ့ခါကျတော့ကျွန်တော်ဒီနိုင်ငံငြိမ်းချမ်းရှိဖို့ငြိမ်းချမ်းမှုအတွက်ကမျှော်လင့်ချက်ရှိပါတယ်နော်ဒီလူကြီးတွေရဲ့အသိဉာဏ်ပြင်ရမယ်ကျွန်တော်ဒီမှာအခုပြောနေရလက်ကားမဟုတ်ဒီလူကြီးတွေအသိဉာဏ်ကျွန်တော်ဝိုင်းပြင်ရမယ်နော်အဲ့တော့သူတို့တွေအသိဉာဏ်ရှိလာလေကျွန်တော်နိုင်ငံငြိမ်းချမ်းလေပါပဲအဲ့တော့ကိုလိုရတာတဲ့ပို့ပြီးအထင်မကြီးဖို့လိုတယ်အသက်အရွယ်ကြီးလာသေဖို့ကြီးလာပဲကျွန်တော်အသက်ကြီးတဲ့သူဆိုပြီးတော့ကျွန်တော်လေးစားသမှုဆိုတာကျွန်တော်မှပို့လာမှာမဟုတ်ဘူးအသိဉာဏ်ဘယ်လောက်ရှိသလဲဆိုတဲ့ပုံမှာအခြေခံပြီးတော့ပဲကျွန်တော်လေးစားမှုပို့ပါတယ်အသက်ကြီးသည့်တိုင်အောင်တော့ပဲကျွန်တော်လိုက်မှာတချို့ဆိုကျွန်တော်ဘယ်လိုခေါ်မလဲအသက်ကြီးလို့သဘောမထားဘူးဘာကြောင့်လဲဆိုလို့ရှိရင်အသက်ကြီးကသေဖို့ကြီးတာဖြစ်နေတာလေနော်အဲ့တော့သေဖို့ကြီးတာမဟုတ်ဘဲနဲ့နာယကဂုံလေးတွေပါမယ်သူ့ဘက်ကိုယ်ပဲမြင်ရမယ်နော်ဒါမျိုးလေးစားသမှုတွေရှိရမယ်ကိုပြစ်လဲကိုမြင်ရမယ်တစ်ချိန်ပြည့်သူများပဲလက်ညှိုးဟိုလက်ညှိုးထိုးဒီလက်ညှိုးထိုးကိုလက်ညှိုးထိုးမှကြောက်သေးအောင်ကြောက်တယ်အဲ့တော့ဦးမင်းအောင်လိုမျိုးပုံစံမျိုးလည်းမဖြစ်စေချင်ဘူးအဲ့တော့သူကမှန်ကြည့်ပြီးတော့ပြုံးတက်လာပြီးမှန်ကြည့်ပြီးရည်တက်လာပြီးဆိုလို့ရှိရင်ကျွန်တော်နိုင်ငံအေးချမ်းပါပြီအဲ့လိုမျိုးဖြစ်ဖို့လည်းကျွန်တော်ကြိုးစားရမှာဖြစ်တယ်နော်သူ့ကိုဝိုင်းပြီးတော့ပြောရမှာပဲဟုတ်လားမှန်ငါရည်ပြတဲ့အချိန်မှာမှန်ငါ့ကိုရည်ပြနေတာပဲဟောမှန်ငါမဲပြတဲ့အချိန်မှာမှန်ငါ့ကိုမဲပြနေတာပဲဟောဟုတ်လားအဲ့တော့မှန်ကိုမဲပြပြုံးပြလို့ဒီပေါ်မှာအခြေခံပြီးတော့တွေးခေါ်တတ်မယ်ဟိဆိုလို့ရှိရင်ပြည်သူလူထုကသူနားလည်လာလိမ့်မယ်ပြည်သူလူထုသူနားလည်လာတဲ့အချိန်ကျရင်သူပြင်နေတာကိုသူပြင်လာလိမ့်မယ်ကျွန်တော်မျှော်လင့်နေယုံကြည်တယ်နော်နိုင်ငံတော်အစိုးရရဲ့ကျိုးကင်တဲ့နောက်ွယ်ကအရန်ကိုနှက်တယ်ဒါတော့ conspiracy theory အနေနဲ့တော့ဒါတွေးခေါ်နိုင်ပါတယ်နော်ဒီမိုကရေစီနိုင်ငံအများစုကတမရလုတ်တဲ့လူကစစ်မှုမထမ်းကြဘူးတဲ့စစ်မှုထမ်းမှုကြတယ်ဟလားမြန်မာနိုင်ငံကတမရလုတ်ချင်တဲ့သူတွေကစစ်မှုမထမ်းကြတော့နားမလဲလို့တဲ့စစ်ဦးစီးချုပ်ကိုတဲ့မပေါင်းတက်တာလားအမြင်လေးပြောပြပါတဲ့မဆိုင်ဘူးထင်တယ်ဗျာသိလားဘယ်လိုခေါ်မစစ်မှုမထမ်းဘူးတဲ့သမရတွေလည်းအများကြီးပါနော်မထမ်းဘူးပဲနဲ့သမရဖြစ်တာလည်းအများကြီးအမေရိကန်သမရမှာလည်းစစ်မှုမထမ်းမှသမရဖြစ်မယ်ဆိုတော့မပါပါဘူးနော်အဲ့ဒါကြောင့်မလို့တော့ဒီဟာနဲ့ပတ်သက်လာရင်မဖြစ်နိုင်ဘူးနော်စစ်သားကိုမပေါင်းတက်ဘူးလားဆိုတဲ့ခါကျတော့စစ်သားကိုပေါင်းတက်เสียမလို့ဥပဒေနဲ့နိုင်ငံရဲ့ဥပဒေနဲ့ပေါင်းတက်ဖို့လိုတယ်အဲ့တော့
စစ်သားကနိုင်ငံရေးမလုတ်တက်တဲ့အတွက်ကြောင့်မလို့ဒါမျိုးတွေဖြစ်ကုန်တာ။ဘာကြောင့်လဲဆိုတော့နောက်တစ်ခုကိုလုံမယ်ဟေ့ဆိုလို့ရှိရင်မှတ်ထားပါဘယ်ဘက်ချမ်းကပဲကြည့်ကြည့် downside ဆိုတာရှိတယ်။ downside ဆိုတာအပြစ်ပေါ့နော်ဖြစ်လာနိုင်တယ်။ဖြစ်လာနိုင်တဲ့စိုးကျိုးတွေရှိတယ်။စိုးကျိုးနှစ်ခုကိုချိန်ရတယ်။နောက်တစ်ခုကိုဆုံးဖြတ်ချက်တစ်ခုကြောင့်ခေါင်းဆောင်ဆိုတာနော်ခေါင်းဆောင်ဆိုတာစိုးကျိုးတစ်ခုကိုချိန်ပြီးတော့ကောင်းကျိုးများတာကိုလုပ်ရတယ်။ဒါ philosophical paradigm နေနော်ဒါဒီလိုမျိုးအတွေးခေါ်တော့မှမရှိတဲ့ခေါင်းဆောင်ကအခုကျောင်းမြန်မာနိုင်ငံဒီလိုမျိုးဖြစ်သွားမဲကဥမာပြအမေရိကမှာလည်းမဲနဲ့ပတ်သက်ပြီး irregularity ပေါ့ irregularity ဆိုပုံတာမှမဟုတ်တဲ့ပုံစံမျိုးတွေရှိတယ်ဒါနဲ့ပတ်သက်ပြီးဖြစ်လာသည့်တိုင်အောင်တော့နိုင်ငံကောဘာမှအဖြတ်မခံဘူးဖြစ်ဒါကိုဒီမဲစင်းကိုဖျက်သိမ်းပြီးတော့အာဏာသိမ်းလိုက်ရင်ဖြစ်လာမဲ့ပြဿနာနဲ့ဒီတိုင်းလေးပဲပေါ့နော်လွတ်ပေးပြီးတော့ဖြည်းဖြည်းချင်းပြန်ပြီးတော့ကျွန်တော်ပြန်ဆန်းစစ်ခြင်းကဘယ်အရာကပို့ပြီးတော့နိုင်ငံအတွက်ကောင်းလဲဆိုတာခေါင်းဆောင်အဲ့ချိန်မှာဆုံးပြအဲ့ချိန်မှာခေါင်းဆောင်ကဘာအောင်လဲဆိုအဲ့မှာစကားပြောပြီးကျန်တဲ့ချိန်မှာဘာမှစကားမပြောဘူးနော်နိုင်ငံအတွက်အရေးကြီးတဲ့အခွင့်တစ်ခုကိုရောက်ပြီးဟဲ့ဆိုရင်ခေါင်းဆောင်တို့အာဇာနည်လို့ဆိုအဲ့ချိန်မှာပေါ်တာအဲ့ချိန်ကြလို့ရှိရင်ရင်းရတယ်လဲတင်လဲရတယ်လူအနေနဲ့အများကိုလဲရတာရှိတယ်နော်စတေးရတာရှိတယ်ဒါမျိုးတိုင်းတာတွေရှိတယ်အဲ့ဒီချိန်ကြလို့ရှိရင်တော့ခေါင်းဆောင်တယောက်ကအရေးချင်းစကားပြောပါပြီအဲ့တော့အမှန်တရားကိုဖော်ချင်းဖော်မလားတဖြည်းဖြည်းချင်းဖော်သွားမလားအမှားနဲ့အောင်ဖော်သွားမလားအဲ့လိုမဟုတ်ဘဲနဲ့ခေါင်းဆောင်ရဲ့အရေးချင်းကဘာလဲဆိုတော့ကိုလိုချင်တဲ့ကိုနေရာရဖို့ဆိုတဲ့ပုံစံပေါ်မှာအခြေခံပြီးတော့ဆုံးဖြတ်ချက်ချလိုက်ကနိုင်ငံ၅ပါးမကအောင်၅ပါးမောက်တန်ဟာစင်မှာမောက်ပြီးတခါလဲခွေးဖြစ်အောင်အဲ့တော့နိုင်ငံဒီလိုမျိုးဖြစ်နေတာဟာခေါင်းဆောင်ကောင်းမရှိလို့တိုင်းပြည်မှာမင်းလုပ်တဲ့မင်းကပြည်သူတွေကသာချစ်မယ်ဆိုရင်ဘယ်လောက်ကောင်းလိုက်မလဲတဲ့အဲ့ပေါ့ပြည်သူချစ်ဖို့ဆိုတာပြည်သူရွေးချယ်တင်မြှောက်မှရမှာပြည်သူချစ်တဲ့သူကိုရွေးချယ်တင်မြှောက်ထားတယ်နော်ပြည်သူတွေရွေးချယ်တင်မြှောက်ထားတဲ့သူကိုဖမ်းပြီးတော့ခေါင်းဆောင်တက်လုပ်နေတဲ့ခါကျတော့ခေါင်းဆောင်မှုနေရာကိုမတန်မရာယူထားမှတော့ဘလို့လုပ်ပြီးဒီနိုင်ငံဟာနောက်လိုက်ကောင်းရမှာနောက်လိုက်ကောင်းမရှိရင်ဘလို့နီးနေမှဒီနိုင်ငံဟာလူဖြစ်ဖို့မလွယ်ပါဘူးရှေ့လျှောက်လည်းလူဖြစ်မှာမဟုတ်ဒါမျိုးလုပ်နေတာကာလပတ်လုံးဘာလဲဥမင်းအောင်လိုင်းအသိပညာမဲ့မှုကြောင့်အခုတော့ကျွန်တော်တို့နိုင်ငံပျက်စီးခဲ့ရပြီဒါမှန်တယ်နော်။ဘာကြောင့်ဆိုတော့ကျွန်တော်ဆုံးတော့ပြောပါတကယ်ဆုံးဖြတ်မဲ့အရေးကအဲ့ချိန်မှာသူ့အနေနဲ့အာဏာကိုထိန်းသိမ်းတာမထိန်းသိမ်းလားသူစဉ်းစားရမယ်။အာဏာထိန်းမယ်ဆိုတော့အကျိုးစီးပွားကိုထောက်ပြနိုင်ရမယ်။အကျိုးစီးပွားဆိုတာပြည်သူအကျိုးစီးပွားလားငါအကျိုးစီးပွားလားဒီပါတီငယ်တွေရဲ့အကျိုးစီးပွားလားနော်အဲ့တော့အဲ့ဒီချိန်မှာစကားပြောပြီးဆုံးဖြတ်ချက်တစ်ခုကိုသူကချရတော့မယ်။အဲ့လိုဆုံးဖြတ်ချက်ချနေရမှာဘယ်ဆုံးဖြတ်ချက်မှာသူဘယ် philosophy စာအုပ်တွေဖတ်ထားလဲဒါမှမဟုတ်ရင်ဘယ် philosophy တွေကိုသူကထဲထဲဝင်လေ့လာထားလဲယုံကြည်ထားလဲနော်ကြင့်ကြံထားလဲဗုဒ္ဓရဲ့ philosophy လားနော် Immanuel Kant ရဲ့ philosophy လားနော် Aristotle လားနော်နောက်ထပ် Socrates လားဒါတွေပေါ့ဒါတွေကိုတည်တည်ချာချာကြင့်ကြံထားလားဆိုတော့ကျွန်တော်အဲ့မှာစကားပြောပြီအဲ့ချိန်ကြလို့ရှိရင်ဒီလောက်ကိုလုပ်ရင်ဒီလောက်ဆုံးရှုံးမယ်ဒီလောက်ကိုဆုံးရှုံးမှုအနည်းဆုံးဆုံးလောက်ရတဲ့အတိုင်းအတာတွေရှိတယ်ဒီချိန်မှာကျင့်ဝတ်နဲ့စကားပြောပြီအဲ့ဒီကျင့်ဝတ်မှာတော့သူကဘယ်ကိုရွေးလိုက်လဲဆိုတော့သူ့အကျိုးစီးပွားနဲ့လူနည်းစုရဲ့အရေးကိုရွေးလိုက်တယ်ရွေးလိုက်တဲ့အခါမှာတော့နိုင်ငံ၅ပါးပါမှောက်တော့နော်မှန်မြင်ချင်းမင်္ဂလာကျေးဇူးအများကြီးတင်ပါနော်ကြေးရွာနဲ့မြို့နယ်လေးတွေခံစားနေရတဲ့ဒုက္ခတွေအနိုင်ကျင့်ခံတဲ့ဒုက္ခတွေပြောပြပါတဲ့ပြောပြပါလေဗျာနော်လှိုင်းသားရမှာဆိုလို့ရှိရင်လည်းလှိုင်းသားရရက်ွက်ပါကျွန်တော်သိပါတယ်နော်ရက်ွက်လူကြီးကဘယ်လောက်ထိအနိုင်ကျင့်တယ်လဲဆိုရင်နိုင်ငံတော်အဆင့်လိမ်လည်မှုတွေလုပ်နေတာလူငယ်တွေကိုနော်လူငယ်တယောက်ကိုသူကခံဝင်ထိုးရမယ်ဆိုပြီးတော့ညာခေါ်သွားတယ်ခံဝင်တော့ထိုးလိုက်တယ်ဟုတ်ပြီဒီခါမှာကင်းဆောင်ရမယ်ဆိုရင်ညာခေါ်သွားတယ်ညာခေါ်သွားပြီးစစ်တဲ့ဖန်ထည့်လိုက်တယ်အဲ့တော့ရက်ွက်လူကြီးခေါ်တိုင်းမလိုက်နဲ့တော့နော်မင်းတို့ခင်ဗျားတို့အားလုံးရက်ွက်လူကြီးခေါ်တိုင်းမလိုက်ဘူးကျွန်တော်အကြံပြုတယ်လိုက်နာမှာဖြစ်သွားတယ်ရက်ွက်လူကြီးကကင်းဆောင်ဖို့ဆိုပြီးခေါ်သွားတယ်ခေါ်သွားမနဲ့ကြတော့စစ်တပ်ထဲပို့လိုက်တယ်စစ်တပ်ထဲပို့တဲ့အခါမှာရက်ွက်လူကြီးကိုမေးတယ်ခင်ဗျားဘာဖြစ်လို့ခေါ်သွားရလဲခေါ်သွားပြီးအဲ့လိုမျိုးကလိန်ကကြစ်လောက်ရလဲဆိုတဲ့ခါကျတော့ငါတို့ကဒီလိုလုပ်မှရမှာဒီလိုနှုတ်ဆိုလို့ရှိရင်ထွက်ပြေးသွားမှာပေါ့တဲ့ဒါဆိုမင်းတို့လိန်ညာပြီရက်ွက်လူကြီးကစလိန်ညာနေပြီပဲနာမည်ပါလာမယ်အဲ့ပုဂ္ဂိုလ်နော်အဲ့နာမှာဖြစ်နေပုံစံနဲ့ဆွဲလို့ရရင်လူမသိသူမသိတဲ့ကြေးရွာတွေမှာဆိုလို့ရှိရင်ဘယ်သူမှကြည့်မဆိုင်ဘူးစစ်သားဆွဲတဲ့နေရာမှာရိုင်းဆိုင်နဲ့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အိမ်မော်ထိချွေးတက်ဆွဲဆိုဆွဲပါတယ်
လူသိသူသိတဲ့ဒီပေါ့ကျွန်တော်တို့ဒီလှိုင်းသားရာတို့ဘာလို့မှဆိုလို့ရှိရင်ခါလဲညာခေါ်သွားတယ်ညာခေါ်သွားပြီးစစ်တဲ့ထည့်လိုက်တယ်မိဘတော့ကင်းဆောင်မှုဆိုပြီးခေါ်သွားတယ်ဒါမဲ့မနေ့ကျတော့စစ်ထဲရောက်သွားတယ်စစ်ထဲရောက်သွားတော့မေးတော့ငါဒါမျိုးမလုပ်လို့ရှိရင်ပြေးမှာဆိုပြီးတော့ငါညာခေါ်ရတာပါဆိုတဲ့ရက်ွက်လူကြီးကပြောတယ်စဉ်းစားကြည့်တော့လေနော်ဒါကြီးကနိုင်ငံတော်အဆင့်အုပ်ချုပ်ရေးဉာဏ်ရလူကိုယ်တိုင်ကလိန်နေမှတော့ဒါနိုင်ငံတော်အဆင့်လူကုန်ကူးမှုတွေဖြစ်နေပြီပြန်ပြီးဆွဲမှုတွေဖြစ်နေပြီအဲ့တော့အခုနိုင်ငံတော်အစိုးရဟာပြန်ပြီးအစိုးရဖြစ်နေပြီလားပြန်ပြီးအစိုးရဖြစ်နေပြီလားပြန်ပြီးဆွဲနေတာဝေးမကြည့်နဲ့ဗျာပြန်ပြီးဆွဲနေရနှစ်နည်းပေါ့ဒါကတော့အောက်ခြေတွေကြတော့အောက်ခြေပေါ့ဒီအရသားတွေကြတော့စစ်သားဆွဲတဲ့ပုံစံဒါပြန်ပြီးဆွဲနေတခုပေါ့နောက်ဆုံးပဲဒေါအောင်ဆန်းစုကြည်တဲ့ဒါပြန်ပြီးတစ်မျိုးပဲပြန်ပြီးတစ်မျိုးပဲဘာကြောင့်လဲဆိုတော့သူတို့နိုင်ငံရေးအတွက်ဒေါအောင်ဆန်းစုကြည်ကစားခံတယ်ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ပြန်ပြီးရုပ်သေးလေးတစ်ခုဖြစ်နေတယ်လို့ချင်းလားငါတို့ကိုလောက်တယ်နော်မင်းတို့တွေးဝင်အောင်ရမယ်မထင်နဲ့ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတာအဲ့တော့ပြန်ပြီးဆိုရဖြစ်နေတယ်သတိထားပါပိုက်ဆံတောင်းတာပို့ဆိုးတယ်ဦးမင်းအွန်လိုင်းကိုလည်းနေရာကဖယ်ရှားဖို့နီးလမ်းမရှိတော့ဘူးလားသူ့မေးတယ်လေနော်သမရလုံးမလားဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြောလို့မရဘူးဆိုတော့သေချာသွားပြီလေသူ့အနာဂတ်အောင်သူမဆုံးဖြတ်ရဲတဲ့ပုံကိုတယောက်ကသူအချမ်းရှိထားပြီသားသူညမှာကျွန်တော်ဆိုလို့ရှိရင်စစ်ကောင်းဆောင်ပြတ်သားပြောမှာပေါ့သူ့အနာဂတ်ကိုမေးတာလေသူ့ကိုလွတ်တော်ကအတင်းအကျပ်ဟိုဂုတ်ဆွဲပြီးတော့ဟဲ့ကောင်လာသမရလို့ဆိုလို့ခိုင်းမရဘူးလေဟုတ်တယ်မလားအဲ့တော့ကိုလွတ်တော်တွေပါပေါ်လာမှကျွန်တော်ပြောပိုင်ခွင့်မရှိပါဘူးဆိုတဲ့ခါကျတော့အကျုပ်ကစစ်သားမို့လို့ဗျာဒါကျွန်တော်သမရလုံးမှာမဟုတ်ဘူးပြောလို့ရကျွန်တော်ခွေးရေးပေးတာကျွန်တော်လုပ်မယ်ဒါမှမဟုတ်ယောက်ျားဆန်ဆန်ပြောစမ်းပါယောက်ျားဆန်ဆန်ပြောတယ်ဘယ်လိုဆိုလို့ကျွန်တော်ကျုပ်ကိုခွေးရေးပေးလာလို့ရှိရင်ကျွန်တော်ကသမရလုပ်မှာပဲဒါမှမဟုတ်ရှိနေကျွန်တော်ကစစ်ကောင်းဆောင်လေဗျာစစ်ကောင်းဆောင်ဆိုတဲ့အတွက်ကြောင့်နိုင်ငံကိုကောင်းဖို့အတွက်ဆိုပြီးကျွန်တော်အာဏာထိန်းခဲ့တာကျွန်တော်အာဏာယူလို့သမရယူလို့ထိန်းခဲ့တာမဟုတ်ဘူးအဲကြောင့်မို့ကျုပ်သမရမလုပ်ဘူးဒီနှခုံးမကျုပ်ဆိုပြောမှာကျွန်တော်ဆိုပြောမှာပဲဘယ်လိုခေါ်မလဲဆိုတော့စားပါဆိုလို့ရှိရင်မစားဘူးဟိုဘက်လက်ပတ်နဲ့ကောက်စားတာအဲ့ပုံစံမျိုးနဲ့ तू ကကြင့်ကြံနေတာအခုလက်ရှိချင်းနေတာနော်သမရာကြီးလောက်ပါ तू မလုပ်ဘူးရိုးသားတာခင်ဗျဟိုဘက်မလဲလိုက်နဲ့မျက်လုံးလေးမျက်တောင်လေးမခတ်လိုက်နဲ့ပတ်နဲ့ကောက်စားတာခိုးစားမယ်ရိုးကြွေးမစားဘူးခိုးစားမှကျင်းနေမဲ့ပုံကိုမျိုးဖြစ်နေတာအဲ့တော့အခုကလည်းဒီလိုပဲလေကိုမေးတာပဲဗျာကိုရဲ့အနာဂတ်တော့ကိုဆုံးဖြတ်ပိုင်ခွင့်ရှိရမှာပေါ့ကိုပြောပိုင်ခွင့်ရှိရမှာဟုတ်လားဆောင်းကျွန်တော်ပြောသလိုလွတ်တော်တွေပေါ်လာမှကြည့်စီစဉ်ပါလိမ့်မယ်သူ့ကိုမေးတာကိုလွတ်တော်ကိုသွားပြီးတော့ပို့တယ်ဆိုတော့ဒီလူရဲ့ခံယူချက်နဲ့လုတ်ပုံကင်ပုံနဲ့ခေါင်းဆောင်ပီသားမှုနဲ့ယောက်ျားပီသားမှုကတော့နော်နိုင်ငံရေးသူလုတ်ကြည့်မယ်တခုခုဖြစ်ရင်ပြည်သူလက်ညှိုးထိုးမယ်လူငယ်တွေကိုလက်ညှိုးထိုးမယ်စစ်တပ်ကိုလက်ညှိုးထိုးမယ်အောက်ခြေကိုလက်ညှိုးထိုးမယ်ဘယ်တော့မှသူကသူ့ပြစ်စောဝင်ခံမဲ့သူတွေမှမပါဘူးခေါင်းဆောင်မဟုတ်ခေါင်းရှောင်အစ်ပဲရှိတယ်အဲ့တော့ကျွန်တော်တို့ဒါယောက်ျားပီသားတဲ့စိတ်ဓာတ်မရှိဘူးလို့ပြောအောင်ပါဗျာယောက်ျားပီသားစိတ်ဓာတ်ဆိုရင်အကျုပ်ကဗျာအာနာယူခဲ့တာမဟုတ်တော့ကျုပ်ကသမရယူခဲ့တာမဟုတ်ဘူးယူခဲ့တာမဟုတ်တဲ့အတွက်ကြောင့်မလို့ကျုပ်သမရလို့စိတ်ဝင်စားဘူးဒါပဲဒါမှမဟုတ်ရှိနေလွတ်တော်ပေါ်လာမယ်ဗျာလွတ်တော်ပေါ်လာလို့လွတ်တော်ကနေပြီးတော့ကျွန်တော်ကိုဟုတ်လားဒါဘယ်လိုခေါ်မလဲဆိုသမရတာဝန်ယူမယ်ဆိုလို့ရှိရင်ကျုပ်ကယူမှာပဲပြောစမ်းမှာပြက်တာဒေါအောင်ဆန်းစုကြည်မေသမရလို့ရလို့ကျန်ယူမယ်ဟိုကယူသားတယ်ပွင့်လင်းတယ်ပြက်သားတယ်ပြောတယ်ဖြစ်ချင်တယ်ကိုပြောတယ်ဒေါအောင်ဆန်းစုကြည်ကြတော့ပွင့်လင်းတယ်ဒီပုဂ္ဂိုလ်ကြတော့ဆန္ဒကျွန်တော်ပြောသလိုကျွေးရင်မစားဘူးစားပါခက်ရကြည့်မစားဘူးခင်ဗျားမသိမှခိုးစားမှာဒါသို့တော်လည်းကလူတွေလည်းကြည့်အောင်နဲ့ပညာတတ်အသိဉာဏ်မဲ့တွေစုဖွဲ့စည်းတာလွတ်တော်အဲ့လိုတော့ပြောလို့မရပါဘူးခင်ဗျားတို့လွတ်တော်ထဲမှာလည်းခုတို့မှာဒေါက်တာတွေပညာတတ်တွေအများကြီးပါပါတယ်နော်အဲ့တော့ပညာတတ်တွေအားလုံးဟာလည်းကြောက်ရွံ့ပြီးတော့ဒီစစ်ကောင်းဆောင်ရဲ့အောက်မှာဆိုတဲ့ခါကျတော့ပညာတတ်တာကြောက်ရွံ့ပြီးပညာတတ်နေရတဲ့ဘဝကြီးရောက်နေတာဖြစ်တယ်လေသူတို့ဘဝကိုစာနာပါဗျာသိလားခင်ဗျားကျွန်တော်တို့ကတော့ပြောလိုက်တာပဲသူအကုန်လုံးထုတ်တဲ့ရောက်ကုန်ပါအဲ့တော့နည်းနည်းညတာစေချင်ပါလေနော်မှန်လိုက်တာကုန်ပါကျေးဇူးတင်ပါတယ်သူပဲတက်ဆိုတော့တိုင်းပြည်ပြက်ပြီပေါ့ကောမောင်ဒီလိုအနီဘက်ရောအစိမ်းဘက်ရောထောက်ပြယူဝေဖန်တာတဲ့ကျွန်တော်တို့အနီကလက်ခံတယ်အစိမ်းဘက်ကလက်မခံတာဘူးတဲ့အမှန်တရားမနဲ့တက်ဘူးဆိုတာသိတာနေတာပဲလေခင်ဗျားတို့လည်းအဲကြတော့ကျွန်တော်ကကိုပေါင်ကိုလန်ထောင်းရရတယ်ဗျကျွန်တော်က
အစိမ်းနေနဲ့ထက်တဲ့ဝင်နေခဲ့တာဟုတ်နော်ကျွန်တော်ကိုပေါကိုပြန်မလောင်းမထောင်းခိုင်းနဲ့ကျွန်တော်အနီဘက်လည်းကျွန်တော်မရက်တည်ပါဘူးနော်တော်လိုင်းရေးဘက်ကျွန်တော်လုံးဝမရက်တည်ပါဘူးနော်ကျွန်တော်နိုင်ငံရေးဘက်ရက်တည်နေခြင်းကနိုင်ငံရေးဖြစ်တဲ့အတွက်ကြောင့်အမှန်တရားကိုနိုင်ငံရေးရမြင်အောင်ပြောနေတာပါနော်ဟိုတော့ခင်ဗျားတို့ဒီတော်လိုင်းရေးကိုကျွန်တော်တအားဝေဖန်ခဲ့ပါတယ်နော်NUG ဆိုရင်ကျွန်တော်အရင်ဆုံးဝေဖန်ခဲ့တာပါနောက်မှသာ NUG ဝေဖန်တဲ့သူတွေပေါ်ကိုဝေဖန်စရာမလိုတော့လေကျွန်တော်ဝေဖန်ရလောက်အောင်လဲကျွန်တော်နိုင်ငံရေးမှာ NUG ဟာအတိုင်းအတာတစ်ခုထိနေရာဘယ်လိုခေါ်မလဲဆိုတော့ဝေဖန်ရလောက်တဲ့အခြေအနေမရှိတာအကြောင်းကျွန်တော်မဝေဖန်တော့တာပါ NUG ကိုနော်အဲ့တော့ဟိုလက်ရှိအခြေအနေမှာနိုင်ငံအတွက်တကယ်တမ်းလုပ်ပေးနိုင်မဲ့သူကိုဝေဖန်နေဆိုတာစေတနာရှိလို့ဝေဖန်တာအကြံဉာဏ်ပေးတာတကယ်တမ်းလုပ်နိုင်တဲ့သူကိုကျွန်တော်တို့ကဖိအားမပေးမဝေဖန်မဲနဲ့ဘာမှမလုပ်နိုင်တဲ့ NUG ကိုသွားပြီးကျွန်တော်တို့ကဝေဖန်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပါတယ်ဟိုနိုင်ရအောင်သွားပြီးဝိုင်းဖိနေရမှာဟိုငါတနာပါတယ်ပွင့်နေပြောမှဆို NUG က NUG ကဘယ်လိုခေါ်မလဲဥပမာပြောရင်သူ့ကိုဝေဖန်တဲ့သူတွေကလည်းတော်တော်များနေတာနော်အဲ့ဒီတော့ကြောင့်မလို့ကျွန်တော်ဝေဖန်ကြလည်းမလို့တော့ဘူးနော်အဲ့တော့နိုင်ငံအတွက်တကယ်လုပ်ပေးနိုင်တဲ့သူကိုကျွန်တော်တို့ဝေဖန်ရမှာဖြစ်တယ်ကောင်းစီခြင်းလို့ပါအဲ့တော့အခုကျွန်တော်အနေနဲ့ကောနော်ဟိုအလေအလတ်ကနေပြီးတော့နိုင်ငံရေးကိုစပြောနေတာပါနိုင်ငံရေးကိုပြောနေတဲ့အချိန်မှာတော့ဟုတ်တယ်ခင်ဗျားတို့အနီတွေတော်တော်များများလက်ခံတယ်အနီတွေကဟိုရိုးသားတယ်နော်နားဝင်အောင်ပြောရင်နားလေတယ်သူတို့တွေအနေနဲ့ရိုးသားတဲ့ခါကျတော့နားဝင်အောင်ပြောမဲ့သူမရှိဘူးခင်ဗျားတို့အနီတွေတော်တော်များများမှာအနီတွေတော်ပါတယ်နော်ဟိုရိုးသားမှုတွေရှိတယ်နောက်တစ်ခုကစီးလုံးမှုတွေရှိတယ်စွန့်လွန်စွန့်စားအနစ်နာခံမှုတွေရှိတယ်နော်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အေးပေါ့စေတနာတရားအားတွေကောင်းကြတယ်ဒါပေမဲ့ခင်ဗျားတို့အနီတွေမှာဘာလို့သွားလဲဆိုတဲ့ခါကျတော့ကျွန်တော်ကြည်ရတယ်လို့ဆိုလို့ရှိရင်ခင်ဗျားတို့အနီတွေပေါ့နော်အနီတွေမှာအဆင့်ရှိတာ哦အရေးချင်းရှိတဲ့အနေတွေလည်းရှိတယ်အလေလက်တန်းစားရရှိတယ်လုံးဝပေါ့နော်ဟိုကျွန်တော်တို့ဒီနိုင်ငံရေးမှာသူများနေလို့လိုက်နေရတယ်ရှိတယ်အဲ့တော့အားလုံးကိုကြည့်တဲ့အခါမှာကျွန်တော်အနေဒီမှာလိုအပ်နေတာပါလဲဆိုတော့နားဝင်အောင်ပြောရင်အနေဒီကလက်ခံတယ်အဲ့တော့ကျွန်တော်နားလဲတယ်နော်ကျွန်တော်ချီကျူတယ်အစိမ်းကတော့ဘလို့ပဲနားလဲအောင်ပြောနားအောင်မဝင်တာအဲ့ဒါကြောင့်အစိမ်းဘက်ကတော်တော်ဆိုးတယ်ပြောပြတယ်ကျွန်တော်ခင်ဗျားတို့နဲ့ဘာလဲမကွဲသွားဘူးကျွန်တော်ပြောနေကျွန်တော်လည်းစစ်တပ်ထောက်ခံသူပဲနော်ဒါပေမဲ့နိုင်ငံရေးရဗျာပြောတဲ့အခါမှာမတူညီတဲ့ရှုထောင့်ကဝေဖန်ခြင်းလေးတွေရှိတယ်။မဟုတ်မင်းအမျိုးပြောလိုက်တာမင်းအစိမ်းအနီဖြစ်သွားပြီ။တော့မင်းထမိန်ချုံဖြစ်သွားပြီ။အဲ့လိုလုပ်တာ။အဲ့တော့အနီကနားဝင်အောင်ပြောရင်လက်ခံနိုင်တဲ့နှလုံးသားရှိပေမဲ့အစိမ်းကဘလို့နားဝင်အောင်ပြောဒါအစိမ်းတွေအကုန်လုံးကျွန်တော်ပြောတာမဟုတ်ဘူးနော်။အစိမ်းတချို့တလေတဲမှာမှတော်အစုဖက်ထုစုကရှိနေတာ။ဘလို့မှနားဝင်အောင်နားချလို့မရတဲ့အစိမ်းကရှိတယ်။အဲ့တော့ဒီ comment လေးကိုရေးသွားတယ်နော်။သူမှန်ပါတယ်နော်အစိမ်းတော်တော်များများအခုမှပဲကျွန်တော်အန်အောကြီးစွာပါပဲလက်ခံနိုင်တဲ့စွမ်းအင်ကိုမရှိတာဖြစ်တယ်အမှန်တရားဆိုတာအမှန်တရားတော့မဟုတ်ပါဘူးဗျာနော်ဘယ်လိုခေါ်မလဲမတူညီကွဲပြားတဲ့အမြင်ကိုလက်ခံနိုင်လို့မရှိတာအဲ့ဒါလေးတော်ဆိုးတယ်ကောင်းအမှန်တရားဖះဟောကလွဲရင်နှစ်ခုရှိတယ်ဆိုတာမှန်လားဗျအမှန်တရားရဲ့သဘောတရားကဖះဟောကလွယ်လို့ရှိရင်တော့အမှန်တရားတသနာရှိတယ်လေအမှန်တရားဆိုတာလမ်းနဲ့ဆိုတဲ့အမှန်တရားရှိတယ်အမှန်တရားဆိုတာနှစ်ဖက်အမြင်ဆိုတာရှိအမှန်တရားဆိုတာအများကြီးရှိတယ်ဆိုတော့ဟိုမြင်နဲ့ရှိတယ်လေနော်သုံးမျိုးလောက်ရှိပါတယ်သုံးဖက်မြင်ရှိပါတယ်နော်သုံးမျိုးလောက်ရှိပါတယ်အမှန်တရားဆိုတာကောင်မောင်ပြောသလိုပိတ်နေဒီလောက်ဘယ်လိုမှရှင်းပြလို့မရတာဘယ်လိုခေါ်မလဲဆိုတော့အမုန်းတရားနဲ့နားထောင်တဲ့ခါကျတော့အကောင်းပြောရင်တော့မှဆဲတာအစိမ်းတွေတော်တော်များများလေအကောင်းပြောရင်တော့ဆဲတာအနီကဘယ်လိုခေါ်မလဲဆိုတော့အကောင်းပြောရင်တို့ကနည်းတော့လက်ခံသေးတယ်နော်ဒီအနီတွေကျွန်တော်ကြည့်တာဗါလေစကားစကိုထောက်ခံပေမဲ့တဲ့နော်အခုလိုမျိုးအမှန်တရားကိုပုံမှန်လင်းပြောရတဲ့အလိညာတွေမပြောတတ်တဲ့ခင်ဗျားတို့လူမျိုးတဲ့တိုင်းပြည်မှာအများကြီးရှိတင်ပါတဲ့တစ်ဖက်ပိတ်အမှန်တရားမပြောကြလို့ပြောနေကြလို့နော်အဖို့တွေဖြစ်နေကြတာအမေစုကအသက်ရှိနေလောက်သေးရလားတဲ့ဒေါအောင်ဆန်းစုကြည်အသက်ရှိထန်ရှားရှိပါတယ်ဆိုတာတော့သူတို့ပြောထားပြီးသားလေနော်အဲ့တော့ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ရှိရင်တော့ဒေါအောင်ဆန်းစုကြည်ကိုတွေ့ခွင့်မပေးတာနော်သူနဲ့ပတ်သက်ပြီးတော့ပွင့်လင်းမြင်သာမှုတွေမလုပ်ပေးတာတော့ဆွမ်းနာကျွန်တော်ပြောသလိုပေါ့နိုင်ငံတော်အဆင့်တ
န်တမန်ကစားဖို့အတွက်ဒေါအောင်ဆန်းစုကြည်ကNASA ကတော့ပေါ့နော် NASA ကတော့နေရုပ်တရုပ်ဖြစ်နေတာပါဆိုလိုချင်တာကမင်းတို့ကငါ့ကိုဖိအားပေးရအောင်မင်းတို့တွေပြောနေတဲ့ဒေါအောင်ဆန်းစုကြည်ကမှငါတို့ကအချုပ်ထဲထည့်ထားတာဂယုမဆိုင်လို့ပေါ့ကွာဆိုတဲ့ပုံစံမျိုးအဲ့တော့ငါတို့လေးလေးစားဆက်ဆံလေးစားမဆက်ဆံဒေါအောင်ဆန်းစုကြည်ဘာဖြစ်သွားမလဲသိလားဆိုတဲ့ပုံစံမျိုးပေါ့သိမလားဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးငါတို့မှဩဇာအာဏာပြည့်ရှိရဆိုတဲ့ပုံစံမျိုးကင်ထားတဲ့ပုံစံမျိုးတွေဖြစ်နေတာပါအဲ့တော့ဒေါအောင်ဆန်းစုကြည်ဟာတက်ရှိတန်တမန်ရေးနေကန်ရုပ်တစ်ခုပါပဲเนาะNASA ကတော့ဘယ်သူကိုပဲမဲပေးပေးတဲ့အဟောင်းတွေပဲရနေတယ်တဲ့ကိုမောင်တော့ထပ်ပြီးတော့အချင်းချင်းတွေတွေးခွဲတော့မယ်တဲ့နှစ်ဖက်မျှပြောတော့တဲ့ကိုမောင်ကြောင့်အချင်းချင်းတွေတွေးခွဲမှာကွဲရမယ်သူရပွင့်နေပြောသူရမှန်ကန်တဲ့နည်းနဲ့ကွဲတာကျွန်တော်လက်ခံရမယ်ကွဲရမယ်စုစည်းနေလို့မရဘူးဘာကြောင့်စုစည်းနေမတိုးတက်စုစည်းနေဆိုတေချာပြီးအကြောင်းတစ်ခုကမျှစားရင်စားနေတာဖြစ်မယ်မျှမစားရင်တရားရောက်ကအပေါ်ကနေဖက်နှက်နဲ့အားလုံးနေနာပြီဒါမှမဟုတ်ရင်အပေါ်ကနေတနက်နဲ့အကုန်လုံးထောက်ထားပြီးသွားတယ်တစ်ဖွဲ့ကစီးလုံးနေပြီအရာစီးယုံနေပြီဆိုလို့ရှိရင်ကြောက်ရွံ့မှုတစ်ခုသူတို့မှရှိနေပြီနော်ကွဲလွဲလာပြီဆိုလို့ရှိရင်ဒါကဒီအဖွဲ့ကအောင်မြင်နေတာဖြစ်တယ်နော်ကွဲလွဲနေတယ်ဆိုလို့ရှိရင်ဒါဒီအဖွဲ့ကအောင်မြင်နေတာတယောက်ကိုတယောက်ဝေဖန်နေတာသုံးသပ်နေတာတယောက်ကိုတယောက်ပြန်ပြီးတော့အကြံဉာဏ်ပေးနေတာဒီအဖွဲ့ကတကယ်တိုးတက်နေတာအေးတကယ်တမ်းကြာရှုံးနေတာဘယ်အဖွဲ့စည်းလဲဆိုလို့ရှိရင်ရန်စီးလုံးနေပြီဆိုအဲ့အဖွဲ့ကသတိထားသူတို့မှာတော်တော်တိမ်ငယ်မှုတော်၎င်းဒုက္ခတော်၎င်းတို့ခုတော့ရှိနေပြီ။ဘာကြောင့်လဲဆိုတော့ဒီဖွဲ့စည်းကကြာရှုံးတော့မယ်။အာစီးလုံးတာမဟုတ်ဘူး။အဲ့ဒါခေါင်းဆောင်တယောက်ပေါ့နော်။ဟိုအကြီးကဲတယောက်ကဖိအားပေးပြီးတော့လက်နက်နဲ့တော်၎င်းအာဏာနဲ့တော်၎င်းချုပ်ထားပြီးသွားပြီဖြစ်တယ်။ဒီခေါင်းဆောင်ကြာရှုံးရင်အကုန်လုံးခွေးဖြစ်မှာ။အကုန်လုံးဒုက္ခရောက်မှာ။ဒီခေါင်းဆောင်ကောင်းရင်တော့လည်းအကုန်လုံးကောင်းမှာပေါ့နော်။အဲ့တော့တွေးကွဲရမယ်။ကွဲလွဲရမယ်။ကွဲလွဲခြင်းဟာကောင်းတယ်ကွဲပြဲခြင်းဟာမကောင်းအဲ့တော့မှန်ကန်စွာကွဲလွဲရမယ်နော်အားလုံးကွဲလွဲရမယ်ကွဲလွဲခွင့်လည်းရှိရမယ်ရဲရမယ်တတိလည်းရှိရမယ်တမတော်ကိုထောက်ခံပါတဲ့ကျွန်တော်တို့အပြစ်မမြင်ပါဘူးအခုကအဘောက်ကိုထောက်ခံနေရလေတဲ့စစ်သားတွေလည်းတယောက်မှမငိုကြဘူးတဲ့မိသားစုကလွဲရင်ပေါ့တဲ့စစ်သားကောင်းတွေလည်းအများကြီးရှိပါတယ်အဲ့ခေါင်းဆောင်တွေစိုးနေကြတယ်အခုအစိမ့်ဘက်ကကိုမောင်အသေးမုန်းနေကြပြီတဲ့ကိုမောင်မှန်တရားကိုတဲ့အချိုကြိုက်သူတွေအတွက်အစိတ်ဖြစ်နေတယ်ချစ်ချင်းမုန်းချင်းကျွန်တော်ဒီမဆိုင်ပါဘူးเนาะကျွန်တော်ဆွမ်းနာပြောသလိုပေါ့ကျွန်တော်လုံးတစ်ခုလုံးမေးဆိုလို့ရှိရင်စဉ်းစားဆုံးဖြတ်ပါတယ်စဉ်းစားဆုံးဖြတ်တဲ့အခါမှာအကောင်းများသလားအဆိုးများသလားနှစ်ဖက်စလုံးမှာတော့ဘယ်ခေါ်မလဲဆိုချင်အမှန်တရားရှိတယ်ဒီအမှန်တရားချင်းတူရင်တော့မှပဲကျွန်တော်တို့လိုအပ်လို့ရှိရင်ချို့နေရာစတေးရတာရှိပါတယ်စတေးရဆိုတော့လည်းမဖြစ်မနေမှာဒါเนาะနောက်ဆုံးဖြတ်ချက်တစ်ခုမှဖြစ်တယ်အဲ့တော့နိုင်ငံအတွက်စကားပြောတဲ့ခါမှာတော့ကျွန်တော်ချစ်ချင်းမုန်းကြီးကိုကြီးဆိုင်လို့မရပါဘူးเนาะအခုကျွန်တော်တို့ဒါပြောနေနိုင်ငံအတွက်ကောင်းဖို့နိုင်ငံကောင်းစေချင်တာပါနိုင်ငံမှာဒါမျိုးစီးလုံးမှုမရှိဘဲနဲ့ခါတဲ့အစိမ့်တိုင်အနီရပြဿနာရှာအနီတိုင်အစိမ့်ရပြဿနာရှာဟလားကိုအနီဒေါအောင်ဆန်းစုကြည်တက်တော့ဘာမှမရခါဦးဝင်းအောင်လိုင်းအာဏာသုံးပြီးတော့အာဏာထိန်းအာဏာသိမ်းနေပေါ့ဗျာเนาะအဲ့လိုမျိုးတွေမဖြစ်ရတာအားလုံးနိုင်ငံရေးစိတ်ဆန္ဒရှိလာဖို့ဟာနိုင်ငံရေးဆိုတာဘာလဲနိုင်ငံရေးစိတ်ဆန္ဒရှိလာဖို့ကျွန်တော်အရေးကြီးတယ်နော်အဲ့တော့ချစ်ချင်းမုန်းချင်းတွေပေါ်မှာကျွန်တော်တို့လိုက်ပြီးခံစားနေလို့မရပါဘူးဗျာနော်အဲ့တော့နိုင်ငံတကာကဦးမင်းအောင်လိုင်းရဲ့ရွေးကောက်ပွဲကိုအတိအမှန်မပြုဘူးပေါ့နော်နိုင်ငံတကာအတိအမှန်မပြုတဲ့ view မဆိုင်ဘူးဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်ဒါကလည်းတနည်းအားဖြင့်ခေါင်းဆောင်တယောက်မှရှိသင့်ရှိထိုက်တဲ့အရေးချင်းပါပဲเนาะနိုင်ငံတကာ PR တို့ဘာလို့ဆိုတာလိုက်ရောတင်မှလိုက်ရောတာပါအဲ့တော့ဦးမင်းအောင်လိုင်းဒီအချက်ကတော့ကျွန်တော်တို့သူခေါင်းဆောင်တယောက်ရဲ့ပြောနိုင်တဲ့စကားနဲ့သူဥဆောင်နေတဲ့သူ့အဖွဲ့အစည်းတဲ့သူပြောသွားတာပေါ့နော်အဲ့ဒါကျွန်တော်နားလည်ပေးရမှာဖြစ်တယ်ဟုတ်တယ်လေဘယ်နိုင်ငံမှကိစ္စဆိုင်မှာကိုယ်နိုင်ငံတော့ကိုရွေးကောက်ပွဲလုပ်တာဟုတ်တယ်ပါဘယ်နိုင်ငံပဲဖြစ်ကိစ္စဆိုင်အကြောင်းမရှိဘူးနားလေအဲ့တို့ပါတော့လည်းပဲမိမိကဒါတနိုင်ငံလုံးအတွက်ကိုစားပြောလို့ရှိရင်တော့ခင်ဗျားကျွန်တော်တို့ကသူ့ဘာရက်တည်ရမှာသူပြောတာမှန်တယ်သူကြောနောက်ကနေတော့ရက်တည်ရမှာသူနောက်ကျောထားရထိုးလို့မရအောင်မှန်တယ်ဒါပေမဲ့တော့သူ့ရဲ့ရွေးကောက်ပွဲဟာသူ့တစုတစ်ဖွဲ့နဲ့သူ့အတွက်ကျင်းပလာဆိုတဲ့ခါကျတော့သူပြောနေတာဟာ
သူတစုတစ်ဖွဲ့တက်ပဲဖြစ်နေတနိုင်ငံလုံးအတွက်ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟုတ်မဟုတ်ဆိုသူကိုယ်တိုင်သိတယ်နော်တနိုင်ငံလုံးမှာရှိတဲ့နိုင်ငံရေးအင်အားစုတွေပါမပါသူကိုယ်တိုင်သိတယ်အဲ့တော့သူကဘယ်သူမှကြီးမဆိုင်ဘူးကျုပ်တို့နိုင်ငံအတွက်ဆိုတာလည်းဆိုလို့ရှိရင်သူကစကားလေးပြင်ပြောလိုက်မယ်ဆိုတော့ပို့ပြီးတော့ရုပ်တည်ရှိမယ်အဲ့ဒါဘာလို့ဆိုရှင်ဘယ်နိုင်ငံမှကြီးဆိုင်စရာမလိုဘူးလေဘယ်ပြည်တွင်းကဘယ်သူမှလည်းငါကြီးမဆိုင်ဘူးငါကြီးဆိုင်တာကငါအစုဖွဲ့အနိုင်ရရှိရေအဲ့တော့သူဒီကိုယ်နိုင်ငံအတွက်ကျင်းပမှာမဟုတ်ဘူးငါစစ်တပ်အတွက်ငါကျင်းပတာဟလားငါပြည်ခိုင်ဖြိုးအတွက်ငါကျင်းပတာအဲ့တော့ငါနိုင်ငံရေးအတွက်ငါကျင်းပတာဆိုတော့အဲ့လိုမျိုးတော့ဒါတွေတော့သူခွဲပြပြနားလည်ဖို့လိုပါတယ်နော်အဲ့တော့ဘယ်နိုင်ငံမှာဂိမ်းဆိုင်တာဂိမ်းဆိုင်နေပါဗျာအဲ့တော့သူများနိုင်ငံကိုကိုကဂိမ်းမဆိုင်ဘူးဆိုရှင်သူများနိုင်ငံကလှုပ်တဲ့ခါကြလို့ရှိရင်လည်းကိုကမဝေဖန်နဲ့ပေါ့အဲဆိုလိုချင်တာကသူများနိုင်ငံကထားပါတော့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဒါရှေ့တီမောတို့ဘာလို့ဆက်ဆံရေးတွေလုပ်တယ်ဒါမျိုးပေါ့တရားဆွဲခွင့်တွေပေးတယ်နော်မြန်မာနဲ့ပတ်သက်ပြီးတော့ PR ပေးတယ်ဒါမျိုးတွေလုပ်လာပြီနောက်တစ်ခုကစစ်ရေးတော်၎င်းပေါ့ကိုကြီးလာပြီဟဲ့လားဆိုလို့ရှိရင်တော့မင်းတို့တော့ငါ့ကိုနိုင်ငံတကာပြောမင်းတို့တော့ငါ့ကိုဂီးမဆိုင်သေးတာငါတို့ကိုဂီးမဆိုင်တာလေငါတို့ကလည်းမတရားမှုမတရားဘက်ကရက်တရားမှာမဆိုပြီးတော့ဒီလက်နက်ကင်တွေပေါ်မှာစစ်ရေးနိုင်ငံရေးအကူအညီတွေပေးခဲ့လို့ရှိရင်တော့လည်းဒါနိုင်ငံတကာကိုလည်းအပြစ်တင်လို့မရတော့ဘူးပေါ့။ဘာကြောင့်သူလည်းနိုင်ငံတကာကိုဂီးဆိုင်တယ်နိုင်ငံတကာလည်းသူ့ကိုဂီးဆိုင်မှာမဟုတ်ဘူး။ဘာကြောင့်နိုင်ငံတကာလည်းသူ့ရဲ့နိုင်ငံရေးဟာအစုဖွဲ့နိုင်ငံရေးဆိုတာဖြစ်နေတာဟုတ်။ဘာကြောင့်ဆိုတော့သူ့အစုဖွဲ့နဲ့သူကျင်းပသွားတဲ့နိုင်ငံရေးတွေတနိုင်ငံလုံးပါတဲ့နိုင်ငံရေးမဟုတ်တဲ့အတွက်ကြောင့်မို့လို့သူ့နိုင်ငံအတွက်ဆိုတာတဲ့ဆိုင်သူ့အဖွဲ့အစည်းတွေဖြစ်နေတာဟုတ်။အဲ့တော့နိုင်ငံတကာကိုဂီးမဆိုင်ဆိုနိုင်ငံတကာကဂီးမဆိုင်ပဲနဲ့အခုလိုမျိုးဖိလစ်ပိုင်နိုင်ငံကလည်းဂီးမဆိုင်ဘူးမြန်မာနိုင်ငံကြီးကိုဒီမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲကိုသူအသိမှတ်မပြုဘူးเนาะမလေးရှားကလည်းအသိမှတ်မပြုဘူးဒါရင်းနဲ့ပတ်သက်လို့ရှိရင်သူလည်းနိုင်ငံတကာကိုဂီးဆိုင်နေကြမလို့လေเนาะအဲ့တော့ဒါကမျှတဆိုတာကြည့်ရမှာဦးမင်းအောင်လည်းတမန်လုပ်ချင်ရင်ပြည်သူတွေကိုတောင်းဆိုရင်ပွဲပြီးပါတယ်တဲ့เนาะစစချင်းပြည်သူတွေကိုပွဲကြမ်းလိုက်တာရမ်းမှားတယ်အဲ့တော့သူ့မေးနေတော့မှဗျာမဖြေရဲတဲ့ဟာအမလာလေးငါ့ကိုခန့်ပါဆိုတဲ့မျက်နှာငယ်လေးနဲ့ပြောစမ်းမှာယောက်ျားပဲပြည့်ရသားနဲ့ဘာမှမပြတ်သားဘူးစစ်တပ်ကိုပုတ်ခတ်စော်ကားရင်နဲ့ထောင်ချတယ်အနီကိုစော်ကားရင်နဲ့စစ်တပ်ထောက်ခံသူဆိုတာတဲ့တတ်တာတဲ့ PDF ထောက်ခံသူတွေမှန်တယ်လို့ပြောနေတာနီးစပ်ဒါကြောက်ပြီးတဲ့ပြည်သူတွေကငြိမ်နေရတာအေးပေါ့ဒီပေါ့ခင်ဗျားတော်လန်ရေးကလည်းအကုန်လုံးတော့မဆိုလို့ပြင်မဲ့တော်တော်များများကလည်းဒါမျိုးပေါ့စိတ်လိုက်မှန်ပါရန်လူပြီးတော့ပြဿနာရှာနေတာခင်ဗျားတို့ PDF တွေကလည်းရှောင်းအောင်ပါအဲ့တော့ဒီ PDF ဒီတော်လန်ရေးကိုကြာရှုံးစီမှာအဲ့ဒီလောက်ရက်တွေပဲနော်အဲ့ဒီလောက်ရက်တွေပဲဘာကြောင့်လဲဆို PDF ကလည်းသူနဲ့အမြင်မတူလို့ရှိရင်ကွာတလန်ဆိုပြီးတပ်ဖြတ်နေတာပဲဆိုတာနော်ခင်ဗျားမှာစီကံမရှိဘူးစီကံမရှိတဲ့တော်လန်ရေးနောက်တစ်ခုကတရားဥပဒေစိုးမိုးမှုပေါ်မှာအခြေမခံသောတော်လန်ရေးဖြစ်နေလို့ရှိရင်ဒီတော်လန်ရေးဟာရေရှည်မခံမဲနဲ့ကြာရှုံးပြီးတော့ခင်ဗျားတို့ရဲ့စန့်ကျင်ဘက်ကဖြစ်တဲ့ဦးမင်းအွန်လိုင်းတို့ကအသာစီးယူသွားလိမ့်မယ်